ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာ channel လေးတစ်ခုကိုအစပြုလိုက်နိုင်ပါပြီဒီ channel လေးကိုပြီးခဲ့တဲ့နှစ်ကတည်းကကျွန်တော်လုပ်ဖို့တော်တော်လေးအားဝင်နေခဲ့တာဒါပေမဲ့ကျွန်တော်စီမှာ data တွေစုရတာကကျွန်တော်ထင်တာထက်ခက်နေတယ်ခင်ဗျာပြောမယ်ဆိုရင်ဗျာတပုတ်ရဖို့အရေးကိုကျွန်တော်9ရက်နဲ့9ရက်လောက်အချိန်ယူပြီးတော့ data တွေလိုက်စုရတယ်အခုတော့ကျွန်တော်လက်ထဲမှာစောင်းမိုက်တော်တော်များရလာတော့ channel တစ်ခုလုပ်တော့မယ်ဆိုပြီးစပြုလိုက်တာပါခင်ဗျာဟုတ်ကဲ့ပြီးတော့ကျွန်တော်ရုပ်ကြီးကိုမကြည့်ချင်ဘူးဆိုတော့သိတယ်အကြောင်းတစ်ခုကြောင့်ပဲကျွန်တော်ထည့်ထားတာပါ။ဘာကြောင့်လဲဆိုတော့ YouTube က content တွေကိုပြန်စစ်တဲ့အချိန်မှာသူတို့ကဒီလူကိုယ်တိုင်လောက်တာလားဒီလူရဲ့အတန်နဲ့ရုပ်တွေကိုပြန်ပြီးစစ်တဲ့စနစ်ပေါ့လေ။ဒါကိုထည့်လာတာများလာတဲ့အတွက်တခုခုဆိုရင်ကိုကပြန်ရှင်းလို့ရအောင်ထည့်ထားတာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီနေ့မှာကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော်လီဗာပူးအသင်းကိုအားလုံးသိပြီးသားဖြစ်ပါတယ်။ Premier League လီဗာပူးလက်ရှိချန်ပီယံလီဗာပူးပေါ့လေ။ဟုတ်ကဲ့အဲ့တော့လီဗာပူးအသင်းရဲ့ပြည်သက်တယောက်ဖြစ်ဒါမှမဟုတ်ဘောလုံးဝါသနာရှင်ပြည်သက်တယောက်ဖြစ်ပေါ့လေကျွန်တော်မေးခွန်းလေးတစ်ခုမေးချင်ပါတယ်အဲ့ဒါကတော့လီဗာပူးရဲ့ logo မှာပါတဲ့ငှက်ဟာဂျိုးကြငှက်ဟုတ်ရဲ့လားဆိုတာပဲကျွန်တော်မေးခွန်းမေးပြီနော်မြန်မာနိုင်ငံကပြည်သက်အများစုကတော့ဒီငှက်ကိုဂျိုးကြလို့ပဲခေါ်ကြပါလိမ့်မယ်ခင်ဗျဒါပေမဲ့ကျွန်တော်အမှန်တရားတစ်ခုပြောချင်ပါတယ်အဲ့ငှက်ဟာဂျိုးကြလုံးဝမဟုတ်ပါဘူးသိပ္ပံနည်းကြရောသမိုင်းကြောင်းအရာပါကြည့်မယ်ဆိုရင်သူဟာဂျိုးကြမဟုတ်ပါဘူးခင်ဗျပင်လယ်ငါးဖက်ငှက်ဖြစ်ပါတယ်ကော်မရန်လို့ခေါ်ပါတယ်မြန်မာလိုဆိုရင်စက်ကဝက်ငှက်လို့ခေါ်တော့ဗျာဒါပေမဲ့ကျွန်တော်တို့တာမန်အရက်သားရဲ့နားလည်အောင်လောလောကူပြောရရင်တင်ကြီးငှက်ဗျဂျိုးကြမဟုတ်ဘူးလီဗာပူးရဲ့ logo ရဲ့ငှက်ဟာတင်ကြီးငှက်ဖြစ်ပါတယ်ခင်ဗျဒီလိုဆိုရင်ဘာကြောင့်ဂျိုးကြလို့အထင်မှားခဲ့တာလဲဒါမေးခွန်းရှိလာပါပြီတာမန်တင်ကြီးငှက်တစ်ကောင်ကဘယ်လိုလုပ်ပြီးတော့ကဘာကျော်တဲ့လီဗာပူးရဲ့ logo တွေကိုရောက်လာလဲပို့ပြီးတော့ထူးခြားချက်တစ်ခုဖြစ်ပါပြောပြရမယ်ခင်ဗျအဲ့ဒါကတော့လီဗာပူးအသင်းရဲ့ logo ထဲမှာအစောပိုင်းကဂျိုးကြလည်းမဟုတ်ဘူးတင်ကြီးငှက်လည်းမဟုတ်ဘူးခင်ဗျလင်းယုံရှိနေကြတာအဲ့တော့ဒီနေ့မှာကျွန်တော်လီဗာပူး logo ထဲကနေအမီနာမတွေပုံဖြတ်ခံထားရတဲ့တင်ကြီးငှက်ရဲ့ပြောဝဲချက်အကြောင်းကိုပြောပြပေးသွားအောင်ခင်ဗျဟုတ်ကဲ့ကမ္ဘာပေါ်မှာအောင်မြင်မှုအရှိဆုံးနဲ့ပြည်သက်အင်အားအတောင်တင်ဆုံးဘောလုံးအသင်းတွေထဲမှာလီဗာပူးအသင်းဟာလည်းအသင်းပါမှာဖြစ်ပါတယ်သူတို့ရဲ့ရင်ဘတ်ပေါ်မှာဒီ logo ပေါ့လေအဲ့ logo ကငှက်ကိုတကယ်မှာ live bar လို့ခေါ်ပြ live bar ဆိုတာကသူတို့ကနတ်ငှက်လို့သဘောမျိုးခေါ်တာဒီဌာနယူလည်းကျွန်တော်ဒီခါပြောပြမယ်နော်ဟုတ်ကဲ့ဒီတော့မြန်မာနိုင်ငံကပြည်သက်တွေကတော့ဂျိုးကြငှက်လို့ခေါ်ကြတယ်ဒီနေရာမှာကျွန်တော်လီဗာပူး logo ရဲ့သမိုင်းကြောင်းကိုပြောပြရရင်ဒီ logo ကသမိုင်းဝင်သူတော်စင်တပားရဲ့သင်္ကေတနဲ့တွားပြီးဆက်ဆက်နေတယ်ခင်ဗျပြီးတော့ပရိန်ဆရာတွေရဲ့အမှတ်တမဲ့အမှားတစ်ခုနဲ့လည်းတွားပြီးဆက်ဆက်နေတယ်ပြီးတော့လီဗာပူးမျိုးရဲ့မြို့ပြဒဏ္ဍာရဲ့နောက်တစ်ချက်ကဘောလုံးလောကတွေကရန်ညိုးရဲ့အဲ့ဒါနဲ့လည်းပတ်သက်နေတယ်ဟုတ်ကဲ့အဲ့တော့လီဗာပူးအသင်း logo တွေကငှက်ရဲ့ကျိုးဝက်ချက်နဲ့သမိုင်းရာဆိုရင်ကိုအားလုံးနားထောင်ကြည့်နေပြီးတော့ထင်ပါတယ်ခင်ဗျကျွန်တော်ပြောပြပေးပါမယ်ဇလန်ကဗျလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်1209ခုနှစ်မှာစတင်ခဲ့တယ်အဲ့အချိန်တုန်းကအင်္ဂလန်ဘုရင်ကင်းဂျွန်သူကလီဗာပူးမြို့ကိုတရားဝင်မြို့ဖြစ်သတ်မှတ်ပေးခဲ့တယ်အဲ့လိုသတ်မှတ်တဲ့အချိန်မှာ Royal Seal လို့ခေါ်တဲ့တော်ဝင်တစိမ့်တုံးတစ်ခုသူကမြို့အတွက်ပေးရခဲ့တယ်ခင်ဗျအဲ့မှာလူတွေအများကြီးအခုထင်မှတ်မှားနေတဲ့အချက်အဲ့ငှက်ကိစ္စအဲ့တစိမ့်တုံးပေါ်ငှက်ကတင်ကြီးလည်းမဟုတ်ဘူးကျွန်တော်တို့အခု live bar လည်းမဟုတ်ဘူးအဲ့ဒါဘယင်ကိုယ်တိုင်ကိုးကွယ်တဲ့သူတော်စင်စိတ်ကြွရဲ့သင်္ကေတပထမဆုံးငှက်ကလင်းယုံဖြစ်ပါတယ်ခင်ဗျဘယင်ကင်းကြွကသူနဲ့သူတော်စင်စိတ်ကြွရဲ့အကြားမှာနာမည်ချင်းကဂျွန်အဲ့လိုဆင်တူနေတဲ့အတွက်သူကသူတော်စင်စိတ်ကြွရဲ့သင်္ကေတကိုတစ်စိတ်လုံးမှာပုံဖော်လိုက်တာဖြစ်ပါတယ်သူတော်စင်စိတ်ကြွရဲ့သင်္ကေတကတော့လင်းယုံငှက်ဖြစ်ပါတယ်ခင်ဗျအဲ့ဒီမူလဆိုင်မှာတော့ကလင်းယုံငှက်ဟာနှုတ်သီးမှာတန်တွင်ခက်ကိုကြိုက်ထားတာမဟုတ်ပါဘူးသူတော်စင်စိတ်ကြွရဲ့သင်္ကေတကိုယူတာဖြစ်တဲ့အတွက်ကျန်းစာလေးတစ်ခုကိုကြိုက်ထားတာဖြစ်ပါတယ်ဒါဟာလုံးဝအုတ်တုံဘာသာရေးအခြေခံတဲ့သင်္ကေတဒါဆိုရင်ဘယ်လိုလုပ်ပြီးတော့အခုမြင်နေရတဲ့ငှက်ပုံစံဖြစ်သွားတာလဲလို့ကျွန်တော်မေးစရာမေးခွန်းရှိလာပြီအဖြေက1644ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဗြိတိရှပြည်တွင်းစစ်နဲ့ပေါ့လေသက်ဆိုင်နေပါတယ်လီဗာပူးမြို့သိမ်းပိုက်ခံရတဲ့အချိန်မှာအဲ့မူလစိတ်တုံးပျောက်သွားခဲ့တယ်အဲ့ရှေ့ကသူတော်စင်စိတ်ကြွရဲ့ သင်္ကေတလင်းယုံငှက်နဲ့လှုပ်ထားတဲ့စိတ်တုံးပျောက်သွားအဲ့မှာတွေအခု
အမှားကြီးစပါတော့တယ်စစ်ပြီးလို့အသက်ပြန်လုပ်တဲ့အချိန်မှာဗရင်ဆရာတွေကမူလပုံစံမမှတ်မိတော့ဘူးသူတို့ကငှက်ပါတယ်ဆိုတာပဲသိတာအဲ့တော့ဗရင်ဆရာတွေကလင်းယုံအစားဘယ်လိုလုပ်လဲဆိုတော့လီဗာပူးစိတ်ကမ်းမှာအတွေ့များတဲ့ဒီရေပျော်ငှက်တင်ကြီးငှက်ကိုတစ်စိတ်လုံးမှာအစားထိုးထည့်လိုက်တယ်ဒီနေရာမှာအရေးကြီးတာကငှက်အမျိုးအစားပြောင်းသွားတဲ့အတွက်နှုတ်သီးမှာကိုက်ထားတဲ့ပစ္စည်းကိုပြောင်းသွားတော့တယ်လင်းယုံကကျန်းစာလေးကိုကိုက်ထားတာတင်ကြီးငှက်ကကြတော့ကျန်းစာလေးကိုကိုက်ထားတဲ့ငှက်မှာမဟုတ်တာဒီတော့ဗရင်ဆရာတွေကလီဗာပူးဒီစိတ်ကမ်းမျိုးနဲ့လိုက်ဖက်အောင်ပြီးတော့တင်ကြီးငှက်ရဲ့သဘာဝနဲ့လိုက်ဖက်အောင်ဆိုပြီးတော့ရေထဲကနေဆွဲနှုတ်လာတဲ့ရေမော်အခက်ကိုအစားထိုးပြီးတော့ထည့်သွင်းလိုက်တာဖြစ်ပါတယ်ခင်ဗျအဲ့လိုနဲ့ဘာသာရေးသင်္ကေတလင်းယုံနဲ့ကျန်းစာလေးဟာလီဗာပူးမျိုးပြရဲ့သဘာဝကနေအပြောင်းလဲဖြစ်သွားတယ်တင်ကြီးနဲ့ရေမော်ခတ်ဆိုပြီးတော့လုံးဝပုံစံပြောင်းသွားတယ်အဲ့မှာကျွန်တော်တို့ဒီနေ့သိနေတဲ့ live bar ဆိုတာစပြီးတော့ဖြစ်လာခဲ့တယ်ခင်ဗျဒီနေရာမှာကျွန်တော်လီဗာပူးမျိုးရဲ့သမိုင်းကိုပြောဖို့လိုလာပြီဒါမှလည်းလီဗာပူးအသင်းရဲ့ logo ရဲ့ငှက်ဟာဂျိုးကြမဟုတ်ပဲတင်ကြီးငှက်ဖြစ်တယ်ဆိုတာကိုပြည်သက်တွေသဘောပေါက်နားလည်နိုင်ပါလိမ့်မယ်ခင်ဗျလီဗာပူးမျိုးမှာငှက်ရုပ်ကြီး2ရုပ်ရှိပါတယ်သမိုင်းနဲ့ရှိတဲ့အမွေအနှစ်ငှက်ရုပ်တွေဖြစ်ပါတယ်ခင်ဗျအဲ့ငှက်ရုပ်2ရုပ်ကိုဘယ်လာနဲ့ဘာတီလို့ခေါ်ပါတယ် Royal Liver Building ရဲ့အမှုပေါ်မှာဒီငှက်ရုပ်2ရုပ်ရှိလို့နေပါတယ်အဲ့ငှက်တွေကတင်ကြီးငှက်တွေပါပဲခင်ဗျဒီငှက်နှကောင်ဟာမျိုးရဲ့ကံကြမ္မာနဲ့ဆက်နွယ်ပတ်သက်နေတယ်ဆိုပြီးတော့လီဗာပူးမျိုးခံတွေကယုံကြည်မှုရှိကြပါတယ်အထူးဖြင့်ဗျာဒုတိယကမ္ဘာစစ်တုန်းကအဖြစ်ပြက်အဲ့ဒါတကယ့်ကိုအံ့ဩစရာကောင်းတယ်လီဗာပူးမျိုးဟာဂျာမနီရဲ့ဘုံကျဲတိုက်ခိုက်မှုတံကိုအပြည့်အထန်ခံရပြီးတဲ့နောက်အဆောက်အုံတော်တော်များများပြာကျပျက်စီးသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီဘုံတံတွေရဲ့ကြားထဲမှာဒီငှက်နှကောင်ကတော့ဘာတစ်ခုမှကိုမဖြစ်ဘဲနဲ့ကြီးကြီးမားမားကြီးကိုကြံရစ်ခဲ့တယ်ဒါကိုလီဗာပူးမျိုးသူမျိုးသားတွေကဖျားသခင်ကပေးတဲ့နမိတ်လို့ခံယူလိုက်တယ်ခင်ဗျပြီးတော့ဒီငှက်တွေကိုရှေ့မှာပြောခဲ့သလိုနတ်ငှက်တွေဆိုပြီးတော့တင်စားလိုက်ပါတယ်ဒီငှက်တွေရှိနေသေး၍ငါတို့မျိုးမပြည့်စည်ဘူးဆိုတဲ့လီဗာပူးမျိုးသားတွေရဲ့ယုံကြည်ချက်ကပိုပြီးခိုင်မာသွားခဲ့တယ်ငှက်ရုံ2ရုပ်ထဲမှာဘယ်လာကပင်လယ်ဘက်ကိုကြည့်ပြီးတော့ဒီသင်္ဘောသားတွေကိုစောင့်ရှောက်ပေးတဲ့ငှက်လို့လီဗာပူးမျိုးသားတွေကခံယူကြတယ်ခင်ဗျဘာတီကကြတော့မျိုးတွေကိုကြည့်ပြီးတော့မျိုးတွေကလူတွေကိုစောင့်ရှောက်ပေးနေတာလို့လီဗာပူးမျိုးသားတွေကပြောကြပါတယ်ဒန်နာကြီးတစ်ခုကပို့ပြီးထူးခြားပါတယ်ဗဇက်ရာဆုံးလို့ဒန်နာကြီးပေါ့လေတကယ်လို့တဲ့ဒီငှက်နှကောင်ဟာတနေ့နေ့မှာတစ်ကောင်နဲ့တစ်ကောင်ညံချင်းဆိုင်လိုက်ရင်ဒါမှမဟုတ်ထပြန်ပြီးတော့ထွက်သွားခဲ့ရင်တဲ့လီဗာပူးမျိုးကြီးဟာရေအောက်ကိုနစ်မြုပ်ပျက်စီးသွားလိမ့်မယ်ဆိုပြီးတော့တပေါင်းရှိတယ်ခင်ဗျအဲ့ဒါကိုလီဗာပူးမျိုးသားတွေကအခုဒီနေ့ဒီချိန်ထိယုံကြည်ထားကြဆဲပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဘောလုံးလောကဘက်ကိုပြန်ပြီးလှည့်ကြည့်အောင်ဗျလီဗာပူးအသင်းကဘာကြောင့်ဒီငှက်ကိုသူတို့ရဲ့ logo ဖြစ်သုံးခဲ့တာလဲဒါကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်တကယ်တော့ဒါဟာလီဗာပူးအသင်းနဲ့ဖြစ်ခဲ့တဲ့ရန်ညှိုးကနေစတင်တာဖြစ်ပါတယ်ခင်ဗျ1892ခုနှစ်မှာအန်ဖီကွင်းပိုင်ရှင်ဂျွန်ဟိုဒင်နဲ့အေဗာတန်တို့ကွင်းကားကကိစ္စစကားများတယ်ပြီးတော့အေဗာတန်ကအန်ဖီနဲ့ခွဲခွာသွားတော့တယ်ဒီမှာရင်ဟိုဒင်ကအသင်းစစ်တစ်ခုအမြန်တီထောင်တယ်ဟိုဒင်ရဲ့ view ကရိုးရှင်းတယ်အေဗာတန်ကမျိုးရဲ့အစိပ်ပိုင်းတစ်ခုကိုပဲကိုစားပြုတယ်ငါတီထောင်မဲ့အသင်းငါတို့အသင်းကတော့မျိုးတစ်မျိုးလုံးကိုကိုစားပြုတဲ့အသင်းဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူကတီထောင်လိုက်တာဖြစ်တယ်ခင်ဗျအဲ့လိုပေါ်ပြဖို့အတွက်မျိုးရဲ့တရားဝင်သင်္ကေတဖြစ်တဲ့ liver bar ကိုယူပြီးတော့သူက Liverpool ဆိုတဲ့နာမည်ကိုပေးလိုက်တာဖြစ်ပါတယ် liver bar ကိုအဲ့မှာစပြီးသူတို့သုံးဆွဲကြတာခင်ဗျဒါဟာမျိုးရဲ့ identity ကိုစီးပွားရေးအရာရောအားကစားအရာပါ Liverpool ကအပိုင်ယူလိုက်တာဖြစ်ပါတယ်ဒီငှက်ကိုဘလောက်အထိ Liverpool အပိုင်စီးကျင်ခဲ့တယ်လဲဆိုရင်ပြီးခဲ့တဲ့2010ပြည့်နှစ်တုန်းက Liverpool အသင်းဟာ liver bar ကိုသူတို့အသင်းရဲ့ trademark ပေါ်လေအဲ့ဒီဖြစ်မှတ်ပုံတင်မှုစူးစမ်းခဲ့တယ်ခင်ဗျဒါပေမဲ့အဲ့ဒါကိုမြို့တော်ကောင်စီကကန့်ကွက်ခဲ့တယ်ဒီငှက်ဟာမြို့သူမြို့သားအားလုံးပိုင်တယ်ဘောလုံးအသင်းတစ်သင်းနဲ့ကပိုင်တဲ့ပစ္စည်းမဟုတ်ဘူးဆိုပြီးတော့ပယ်ချခဲ့တယ်နောက်ဆုံးမှာလီဗာပူးအသင်းဘက်ကဘာပဲလုပ်လို့ရနိုင်လဲဆိုတော့သူတို့ရဲ့သီးသန့်ဒီဇိုင်းပါတဲ့ငှက်ကိုပဲမူပန်ခွင့်ရလိုက်ပါတယ်ဟုတ်ကဲ့ဒီတော့ကျွန်တော်သိပ္ပံနိကျစနစ်တစ်ခုနဲ့ပေါ့လေပြိဿတ်တွေကိုတင်ကြီးနဲ့ကြိုးကြဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့လီဗာပူးရဲ့ logo တွေကငှက်ဟာတင်ကြီးငှက်ဖြစ်ပါတယ်သူ့ရဲ့နှုတ်သီးကောက်နေပုံရဲ့တောင်မှန်ဖြန့်နေပုံရဲ့ဘဲရှည်ဘွားလို့အရေးပြားပါတဲ့ခြေထောက်တွေကအဲ့ဒါကိုသက်သေခံနေပါတယ်ခင်ဗျဘာကြောင့်လူတွေကကြိုးကြ crane နဲ့မှားကြတယ်လဲ
ဂျိုးကြာကဗျာအရန်ကိုကြော့ရှင်းတဲ့ငှက်မျိုးသူတို့မှာရှည်လျားပြီးတော့ဖြောင်းစင်းတဲ့ရှည်တန်းတွေရှိတယ်နှုတ်သီးကလည်းလှန်စွတ်တစ်ခုလိုဖြောင်းဖြောင်းတန်းတန်းရှိတယ်ကုန်းပေါ်မှာရောရေဆက်ဆက်မှာပါမြင့်မှုသလိုလမ်းလျှောက်တဲ့သူတို့ရဲ့ပုံစံကအင်မတန်ကြွရတယ်ဒီမှာလီဗာပူးရဲ့လိုဂိုရဲ့ငှက်ကိုဖက်ကနေကြည့်လိုက်ရင်အားလုံးကဂျိုးကြာလို့ထင်ကြတာဖြစ်ပါတယ်ခင်ဗျဒါပေမဲ့တကယ်ကတင်ကြီးငယ်ဖြစ်ပါတယ်နံပါတ်1ကတော့နှုတ်သီးပါပဲဂျိုးကြာလို့ဖြောင်းမနေဘူးတင်ကြီးရဲ့နှုတ်သီးအဖျားကငါးဖမ်းရလွယ်အောင်ချိတ်ကလေးလိုအောက်ဘက်ကိုကွေးကြနေပါတယ်အဲ့ဒါလီဗာပူးလိုဂိုရဲ့ငှက်ပါပဲဒါကြစစ်ကြည့်ရင်မြင်ရပါလိမ့်မယ်ပြီးတော့ရှေ့တော့ဂျိုးကြာမှာရှေ့ချောင်းလေးတွေရှိတယ်တင်ကြီးမှာတော့ရင်ငုတ်ဖို့အတွက်ဘဲရှေ့ဘွားလိုအရေးပြားတွေပါတယ်အသင်းလိုဂိုကိုတတိရှာချက်ကြည့်လိုက်ရင်အဲ့အရေးပြားတွေကိုတွေ့ရပါလိမ့်မယ်ခင်ဗျပြီးတော့နေပုံထိုင်ပုံဂျိုးကြာကမမရက်ပေမဲ့တင်ကြီးကတော့ရေကတက်လာရင်အမွေးအတောင်တွေကိုအလျှောက်ခံမှုအတွက်တောင်ပံကိုဖြန့်ထားပြီးတော့နေလေးရှိပါတယ်လီဗာပူးငှက်ထဲကအတောင်ပံဖြန့်ပြီးတော့နေတဲ့ပုံစံဟာတင်ကြီးငှက်ရဲ့အမွေးကိုလှမ်းတဲ့ပုံစံဖြစ်ပါတယ်ခင်ဗျဒါပေမဲ့လီဗာပူးမြို့ခံတွေကတော့ဒီငှက်ကိုဂျိုးကြာလို့လည်းမခေါ်ပါဘူးတင်ကြီးလို့လည်းမပြောကြပါဘူးတကယ်တော့တင်ကြီးပေါ့လေသူတို့ကတော့သူတို့မြို့ရဲ့ဝိညာဉ်သူတို့မြို့ကိုစောင့်ရှောက်ပေးနေတဲ့ငှက်နတ်ငှက်လိုက်ပါဘာလို့ပဲသတ်မှတ်ထားပါတယ်ခင်ဗျအဲ့လိုက်ပါဘာကိုလည်းဝီကီပီဒီးယားမှာခောက်ကြည့်လိုက်ပါကျွန်တော်ရှေ့ရပြောတဲ့ကွန်မိုရန်တင်ကြီးငှက်ဆိုတော့ထပ်ပေါ်လာပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့အဲ့တော့မိတ်ဆွေတို့တွေအနေရောလီဗာပူးလိုကမှာပါတဲ့ငှက်ကိုဘာငှက်လို့ထင်ခဲ့ကြပါလဲဘယ်လာနဲ့ပါတီအကြောင်းကျွန်တော်ပြောခဲ့တဲ့အဲ့ရာဇဝင်ကိုရောသိရှိကြပါရဲ့လားပေါ့နော်ပြီးတော့လီဗာပူးအသင်းရဲ့လိုဂိုထဲမှာရှိနေတဲ့ငှက်ကဂျိုးကြာငှက်မဟုတ်ဘဲနဲ့တင်ကြီးငှက်ဆိုတာသိလိုက်ရတော့ဘယ်လိုဖီလီမျိုးဖြစ်သွားခဲ့လဲပေါ့လေဟုတ်ကဲ့အခုလိုစိတ်ဝင်စားစရာသမိုင်းကြောင်းတွေကိုဆက်ကြည့်ဖို့အတွက်ဒီ channel ကိုဖိတ်ခေါ်ပါတယ်နောက်တစ်ရက်မှာနောက်ထပ်အသစ်တစ်ပုဒ်နဲ့အတူကျွန်တော်ပြန်လာခဲ့ပါခင်ဗျကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ